အားလုံးပဲမင်္ဂလာပါကပောက်ကျန်ခန်းကြီး73ကိုအတူတကွဖတ်ရှုဖို့ရန်အတွက်အားလုံးကိုခေါ်ပေးပါတယ်။အာပြန်သမီးမောင်နှံတို့လည်းလောသားနှင့်တကွမိမိတို့၌ရှိသမျှသောဥစ္စာကိုယူ၍အေဂရုပြည်မှထပ်သွားသည်ဖြင့်ခါနန်ပြည်တောင်ပိုင်းသို့ရောက်ကြ၏။ထိုအခါအာပြန်သည်တိုးနွားစသည်တို့ကို၎င်းရွှေငွေကို၎င်းအလွန်ရတတ်၏။တဖန်တောင်ပိုင်းမှခရီးသွား၍ပေတလနယ်တွင်ပေတလမြို့အာဤမြို့ဆက်ကြား၌အထက်ကတေးကိုဆောက်၍ရစ်ပလင်ကိုကြည်ခဲ့ဘူးသောအရက်သို့ရောက်ပြန်လျင်ထိုရက်တွင်ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြု၏အာပြန်နှင့်အတူလိုက်လာသောလောသကြီးလည်းတိုးနွားများနှင့်တဲများရှိသည်ဖြင့်ထိုလူနှစ်ဦးတို့သည်အတူနေခြင်းကထိုမြေမဆက်နိုင်ဥစ္စာများလွန်၍သူတို့သည်တရက်တည်းမနေနိုင်ကြအာပြန်ဤနာကြောင့်သာလောသဤနာကြောင့်သာတို့သည်လည်းခိုင်ရန်ပြုကြ၏ထိုအခါခါနန်မြို့သားဖေရစီအမျိုးသားတို့သည်ထိုပြည်၌နေကြတဲ့ကြီးအာပြန်ကလည်းငါတို့သည်မြေကိုချင်းဖြစ်လျက်ငါနှင့်တင်၌၎င်းငါနာကြောင့်သာတို့နှင့်တင်နာကြောင့်သာတို့၌၎င်းခိုင်ရန်မရှိပါစေနှင့်မြေတစ်ပြင်လုံးသည်တင့်ရှိမှရှိသည်မဟုတ်လောငါနှင့်ခွာ၍နေပါလောတင်သည်လက်ဝဲဘက်သို့သွားလျင်ငါသည်လက်ရဘက်သို့သွားမည်တင်သည်လက်ရဘက်သို့သွားလျင်ငါသည်လက်ဝဲဘက်သို့သွားမည်ဟုဆို၏ထိုအခါတောတုံမြို့နှင့်ဂေါမောရမြို့ကိုထာဝရဘုရားပျက်စီးတော်မမူမီဇောရမြို့သို့ကြွားတော်လမ်းယော်ဒန်မြစ်ပတ်ဝန်းကျင်အရ၌ရေများ၍ထာဝရဘုရား၏ဥယျာဉ်တော်တဲတို့၎င်းအေဂရုပြည်ကဲ့သို့၎င်းဖြစ်သည်ကိုလောသမြို့ကြီး၍မြင်လျင်ယော်ဒန်ကျိုင်းတစ်လျှောက်လုံးကိုရွေးချယ်၍အရှိသို့ပြောင်းသွားသည်ဖြင့်အချင်းချင်းတဦးနှင့်တဦးကွဲပြားကြ၏အာပြန်သည်ခါနန်ပြည်၌နေလေ၏လောသမူကားမြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍တောထုံမြို့နားမှတဲကိုဆောက်လေ၏တောထုံမြို့သားတို့သည်သိုးတော်သူထာဝရဘုရားရှင်နာအလွန်အပြစ်များတော်သူဖြစ်ကြသည်လောသသည်အာပြန်နှင့်ခွာ၍သွားပြီးမှထာဝရဘုရားသည်အာပြန်ကိုခေါ်၍တင်းရှိသောရက်ကတောင်မြောက်အရှေ့အနောက်သို့မျှော်ကြည့်လောတင်းမြင်သောမြေတစ်ပြင်လုံးကိုတင်းနှင့်တင်း၏အမျိုးနွယ်အားငါသည်ကာလစီမြေပေးမည်တင်း၏အမျိုးနွယ်ကိုမြေမုံကဲ့သို့ငါများပြစေမည်တို့ဖြစ်၍လူသည်မြေမုံကိုရွေးတွက်နိုင်ရင်တင်း၏အမျိုးနွယ်ကိုရွေးတွက်နိုင်ကြလိမ့်မည်တင်ထား၍မြေကိုအလျားအားဖြင့်၎င်းအနံအားဖြင့်၎င်းရှောက်သွားလောတင်းအားငါပေးမည်ဟုမိန့်တော်မူ၏တဖန်အာပြန်သည်တဲကိုပြောင်း၍ဟေပြိုမြို့မယ်ရီတပိတ်တော်တို့ရောက်မှနေရာကျ၍ထာဝရဘုရားကိုရစ်ပလင်ကိုတည်လေ၏ဈာနာတို့ရောက်ချင်းစီရန်ပေါ်မှာဖျားရှင်တော်၍ကောင်းချီးပေးပါစေအာမင်